အားလုံးပဲမင်္ဂလာပါThe United ရဲ့ Facebook page နဲ့ YouTube channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့ August 18 ရက်နေ့မှာကျွန်တော် Manchester United အသင်းထံကိုပေါ့နော်လက်ရှိ Barcelona အသင်းရဲ့လူငယ်ကစားသမားဖြစ်တဲ့ Marc Casado နဲ့ပတ်သက်ပြီးတော့မှခေါ်ယူဖို့အတွက်အခွင့်အရေးရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လာရောက်ပြီးတော့မှကန့်လန့်ထားတယ်ဆိုပြီးတော့ Sport ကနေပြီးတော့မှ report ပြုလုပ်ထားတာပဲဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ကာဆာဒိုရဲ့အခြေအနေကိုကြည့်ချင်းအဖြစ်ဆိုလို့ရှိရင်ဒါဘာစီလိုနာအသင်းထံမှာနေရာပြောင်းနေတဲ့ကစားသမားတဦးလို့ပြောလို့ရတဲ့အထက်မှာပါတယ်ဆိုတော့ဟန်စီဖလစ်အနေနဲ့ဆိုလို့ရှိရင်လည်းကာဆာဒိုကိုသူတို့ရဲ့ဒီအနာဂတ် project ထဲမှာထည့်ပြီးတော့မစင်စားထားတဲ့ပုံစံမျိုးလက်ရှိကစားသမားအနေနဲ့ဆိုလို့ရှိရင်လည်းအသင်းနဲ့ယာတီကြိုဒီပြင်ဆင်မှုတွေမှာလည်းပါဝင်ခြင်းမရှိဘဲနဲ့မှာပေါ့နော်ဒါတဦးချင်းသူ့ဘာသူတီးတဲ့ကျွန်တော်တို့ training တွေပုံစံမျိုးတွေလုပ်နေရဆိုပြီးတော့လည်းသိရတယ်ဆိုတော့ကစားသမားအခုမှအသက်20နဲ့မှ2နှစ်ပဲရှိသေးတယ်လက်ရှိအချိန်ဒီမှာ Frankie De Jong လိုကစားသမားမျိုးတွေလည်းရှိနေပြီးတော့မှအခြားသောကွင်းလယ်ကစားသမားတွေဘယ်လိုပြောမလဲများနေတဲ့ဒီဘာစီလိုနာအသင်းအနေနဲ့ဆိုလို့ရှိရင်ကာဆာဒိုဟာသူ့အတွက်အခွင့်အရေးမရှိတော့ဘူးဆိုတာသိထားတယ်ဆိုပြီးတော့လည်းသိရတယ်လက်ရှိမှာဆိုလို့ရှိရင်လည်း Rodri အနေနဲ့ဆိုလို့ရှိရင်လည်းဒါဘာစီလိုနာအသင်းထံကိုဒါရောက်သွားပြီပေါ့ဗျာဆိုတော့ဒါ agreement တွေလည်းအကုန်လုံးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကစားသမားအနေနဲ့ပို့ပြီးတော့မှနေရာပျောက်တော့မဲ့အနေအထားမျိုးကိုကြုံနေရတာဖြစ်တယ်ဆိုတော့ကစားသမားကလက်ရှိမှာဆိုလို့ရှိရင် DM ကစားသမားစစ်စစ်ဖြစ်တယ်တကယ်ကို quality ရှိတဲ့လူငယ် player ကစားသမားလို့ကျွန်တော်ပြောလို့ရတဲ့အထက်မှာပါတယ်ဆိုတော့သူကရှင်းပြတာဘာစီလိုနာအသင်းရဲ့ဒီကျွန်တော်တို့ဘယ်လိုပြောမလဲလူငယ်အသင်းကနေပေါ်တက်လာတဲ့ကစားသမားပေါ့ဗျာဆိုတော့လက်ရှိမှာဆိုလို့ရှိရင်သူကtechnical ဘာအရာဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတဲ့ကစားသမားတူလို့ပြောရမယ် body structure အရာကတော့အနည်းငယ်သေးတယ်ပေါ့ဆိုတော့ Premier League မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ body အရာဆိုလို့ရှိရင်တော့ area ဘိုင်းနေနဲ့ပတ်သက်ပြီးကတော့အနည်းငယ်မေးခွန်းထုတ်ဆရာရှိတဲ့ကစားသမားဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ဒါ ground jewelry တွေလောက်တာ tackle တွေလောက်တဲ့အနေအထားတွေမှာဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတဲ့ DM ကစားသမားလို့ potential အရာဆိုလို့ရှိရင်လည်းတကယ်ကိုအလားအလာရှိတဲ့ဒီလူငယ်ကစားသမားလို့ပြောလို့ရတယ်ဆိုတော့သူကရှင်းပြောရအခုသူ့ရဲ့ position အရာဆိုလို့ရှိရင်ဒါ number 6ကတော့သူ့ရဲ့ natural position ပြီးလို့ရှိရင်ဒါ right back ကိုလည်းကစားနိုင်တယ်ပြီးကျွန်တော်တို့ဒါ CM မှာဆိုလို့ရှိရင်လည်းကစားနိုင်တဲ့အနေအထားမျိုးဆိုတော့အဲ့လိုအနေအထားမျိုးဟာအဲ့လို player type မျိုးဟာ United အသင်းတကယ်လိုအပ်နေတဲ့ player ပုံစံမျိုးလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့လက်ရှိ market ရဲ့အခြေအနေအရာဆိုလို့ရှိရင်လည်းဘာစီလိုနာအသင်းကဒီကစားသမားကိုရောင်းထုတ်မယ်အသင်းရဲ့ project မှာမပါတော့ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့အခုအချိန်နေအရာဆိုလို့ရှိရင်ကစားသမားကိုအလွန်ကြုံပေးရရင်ယူရိုအဖြစ်30 35တန်းလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကရနိုင်တယ်ဗျာဆိုတော့လက်ရှိ United အသင်းသွားနေတဲ့ငွေကြေး policy အရာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုက်ညီရလို့ပြောလို့ရတဲ့အထက်မှာပါတယ်ဆို United အသင်းအနေနဲ့ပြောင်းရွှေ့ခြင်းနေရမယ်အတိုင်းအတာတစ်ခုထိ potential ရှိတဲ့ကစားသမားလည်းဖြစ်ရမယ်အသက်အရွယ်လည်းငယ်ရမယ်လောက်ခါကစားလည်းနေရမယ်ဆိုတော့အရာတွေကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်ကာဆာဒိုဟာကျွန်တော်တို့အသင်းအတွက်အခုလက်ရှိအခြေအနေအခုလက်ရှိဒီ market value အရာဆိုလို့ရှိရင်ကျွန်တော်သွားနေတဲ့ policy အရာဆိုလို့ရှိရင်လည်း United အသင်းတကယ်သဘောကျခြင်းစရာအနေအထားမျိုးတစ်ခုလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့အသင်းရဲ့ဘုတ်ဖွဲ့ဝင်တွေအနေနဲ့ဆိုလို့ရှိရင်လည်းကာဆာဒိုကိုကျွန်တော်တို့ဒါစောင့်ကြည့်နေတယ်ကျွန်တော်တို့ဒါချင်းပြောရင်တော့သဘောကျတဲ့အထက်မှာပါတယ်လို့သိရတယ်ပေါ့ဆိုတော့ဗျာအများကြီးမစင်စားနေသင့်တော့ဘူးလို့ကျွန်တော်ကတော့မြင်တယ်လက်ရှိမှာ United အသင်းအနေနဲ့အခြားသောပြစ်မှတ်တွေရှိနေသည့်တိုင်အောင်ပေါ့အဲ့ဒီပြစ်မှတ်တွေရဲ့လောက်ခလာစာများမှုအဲ့ဒီပြစ်မှတ်တွေရဲ့ကျွန်တော်တို့အပြောင်းရွှေ့ဈေးနှုန်းများမှုတွေဟာဆိုလို့ရှိရင်အသင်းအတွက်အဟန့်တားအဖြစ်ကျွန်တော်တို့ရှိနေတဲ့အချိန်မျိုးမှာကာဆာဒိုလိုလူငယ်ကစားသမား number 6ကစားသမားဘယ်လိုပြောမလဲ number 6 row မှာပဲတကယ်ကို natural position အဖြစ်ကစားနိုင်တဲ့ကစားသမားမျိုးကိုအသင်းအနေနဲ့တကယ်ကျွန်တော်ခေါ်ယူသင့်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့လက်ရှိဒါကတော့ရှင်းပြောရင်ကျွန်တော်တို့ကဒီလက်ကောင်းတဲ့ရွေးချယ်တရားတွေကိုကျွန်တော်တို့လိုချင်နေဆိုပေမဲ့လည်းကျွန်တော်တို့သိတဲ့အတိုင်းပဲဒါကျွန်တော်တို့ဒါဘိုးဖွဲ့ဝင်နေကျွန်တော်တို့ဒါ Ineos တို့အနေနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်သီးပေးဖို့အတွက်ကတော်တော်လေး chance နည်းနေတာဖြစ်တယ်ဒီအချိန်တွေမျိုးအကြောင်းမလို့ကာဆာဒိုကိုကျွန်တော်တို့ရမယ်ဆိုလို့ရှိရင်တော့မစိုးဘူးဆိုတဲ့အနေအထားမျိုးကိုကျွန်တော်ကတော့မြင်တယ်ဆိုတော့တကယ်ပဲခေါ်ယူသွားမလားတော့ဆက်လက်ပြီးစောင့်ကြည့်ရမယ်မဟုတ်ဆိုတော့ကစားသမားကတော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲဗျာကျွန်တော်ရဲ့တကယ် dream target မဟုတ်တဲ့တိုင်အောင်ကိုဒီကစားသမားကိုခေါ်လိုက်လဲငါတို့တော့အဆင်ပြေနိုင်ပါတယ်ဆိုတော့ယုံကြည်မှုမျိုးတော့ရှိတယ်ကျွန်တော်ရဲ့အမြင်အရပါတော့ဆိုတော့သူ့ရဲ့ play style အရဆိုလို့ရှိရင်လဲကစားသမားဗျာကျွန်တော်တို့မှာဒီကစားသမားကိုခေါ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေရလာမလဲဆိုလို့ရှိရင်ဘာတွေရနိုင်မလဲပေါ့သူစီကနေပြောဆိုလို့ရှိရင်ကျွန်တော်တို့ DM မှာဒီကျွန်တော်တို့ဒါဆန်နာဘတ်တွေရဲ့ရှေ့မှာကောင်းကောင်းမွန်မွန်ကာကွယ်ပေးနိုင်တဲ့ DN စစ်ကစားသမားရမယ်ပြီးလို့ရှိရင်သူကအရန်မြန်တယ်ဗျာလူကအရန်အဲ့လိုမျိုးကြီးပြီးတော့အရန်ကြီးလိုမျိုးဘယ်ပြောမလဲချွာမိုင်းလိုပုံစံမျိုးမဟုတ်ဘူးဗျာအရန်မြန်တဲ့ကစားသမားဖြစ်တယ်ဒါဂျူရယ်မှာဆိုလို့ရှိရင်တော်တော်လေးကောင်းတယ်တက်ကယ်တွေလောက်တာတွေဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲအန်ဒီရဲ့မရှိနိုင်မဲ့ပုံစံမျိုးနဲ့ဘောလုံးတွေကိုပြန်ပြီးတော့မှ
recovery ပြန်လောက်တာလေးတွေကသူ့ရဲ့တကယ်ကိုကောင်းတဲ့အရေးရှင်းလို့ပြောရမယ့်အထက်မှာပါတယ်။ဒါပေမဲ့တခုကျွန်တော်တို့သူ့စီကနေမရနိုင်တာကတော့ရှင်းပြောရတော့ Casemiro လိုမျိုးဒီ set ပြီးတွေကျွန်တော်တို့ဒါရှင်းပြောထောင်းလန်ဘောတွေကနေပြီးတော့မှခေါင်းတိုက်ကိုတွင်းတာတွေဘာတွေကိုတော့ကျွန်တော်တို့ရနိုင်ဖို့အတွက်ကတော့မရှိဘူးပြီးလို့ရှိရင် area ဘိုင်းမှာဆိုလို့ရှိရင်လည်းဒီသူ့အနေနဲ့area winning မှာအရာဆိုလို့ရှိရင်လည်းနည်းနည်းလေးနည်းတဲ့ထင်မှာပါတယ်ပေါ့နော်ဆိုတော့ဒါကလည်းသူ့ရဲ့ body structure အရာလိုပဲကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့ပြဿနာမရှိဘူး United အသင်းအနေနဲ့အခုသွားနေတဲ့ပုံစံအရာကလည်းကျွန်တော်တို့အနေနဲ့ area ဘိုင်းတွေမှာတကယ်ရှင်ပြိုင်ပြီးတော့မှလူယူနေတဲ့ပုံစံမျိုးသွားနေတာမဟုတ်ဘူး second ball ကောက်တဲ့အနေအထားမျိုးတွေမှာပဲကျွန်တော်သွားနေတဲ့အတွက်ကြောင့်မလို့ကာဆာရိုအနေနဲ့အသင်းမှာခေါ်ယူထားမယ်ဆိုလို့ရှိရင်ကျွန်တော်အတွက် number 6 row စစ်လဲရမယ်ဆိုတော့ potential အရာဆိုလို့ရှိရင်လည်းကောင်းတယ်အသက်အရွယ်ပိုင်းဆိုင်ရာဆိုလို့ရှိရင်လည်းငယ်သေးတယ်ဆိုတော့ဒဏ်ရာပြဿနာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့လောက်ကြီးကြီးမားမားပြဿနာရှိနေတဲ့ကစားသမားမျိုးမဟုတ်ဘူးဗျာဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ United အသင်းအနေနဲ့တကယ်လက်ရှိအခြေအနေနဲ့လက်ရှိဒီ market ထဲရဲ့အခြေအနေအရ United အသင်းရဲ့သွားနေတဲ့ငွေကြေး policy အရာဆိုလို့ရှိရင်တင့်တော်တဲ့အပြောင်းရွှေ့တစ်ခုဖြစ်ကျွန်တော်မြင်တယ်ဆိုတော့ဒီအခွင့်အရေးကိုကျွန်တော်အနေနဲ့ကောင်းကောင်းမွန်စုပ်ကိုင်းတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့လက်ရှိဒီလိုကစားသမားမျိုးတွေကိုအခြားသောအသင်းတွေကနေခေါ်ပြီးမှကျွန်တော်ဈေးကြီးပေးပြီးတော့မှပြန်ခေါ်ရတဲ့ကျွန်တော်ဘယ်လိုပြောမလဲပုံစံမျိုးတွေကျွန်တော်မြင်ရတဲ့ player type မျိုးပေါ့နော်ဆိုတော့ United အသင်းအနေနဲ့အခုအချိန်မှာတည်းကအဲ့ဒီအခွင့်အရေးကိုအကောင်းမွန်ဆုံးစုပ်ကိုင်းပြီးတော့မှခေါ်လိုက်မယ်ဆိုလို့ရှိရင်တော့အသင်းအတွက်ဒီလိုအပ်တဲ့ number 6လို့နေရာကိုဖြည့်တင်းရလဲကြမယ်ဆိုလက်ရှိကျွန်တော်တို့ပြည်သက်တွေရဲ့ဘယ်လိုပြောမလဲ number 6လို့ဖြည့်ပေးပါဆိုတဲ့ဒီလိုအပ်ချက်ကိုလည်းဒါဘိုးဖွဲ့ဝင်နေအနေနဲ့ဖြည့်တင်းပေးရရောက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့အသင်းအနေနဲ့ဒီရွေးချယ်မှုကိုမြင်မြန်ဆန်ဆန်ကျွန်တော်တို့ပြုလုပ်တင်တယ်လို့မြင်တယ်တစ်ဖက်အသင်းအနေနဲ့ရောင်းချဖို့အတွက်ကိုပြင်ဆင်နေတဲ့အခါမျိုးမှာငွေကြေးတိုင်းတာအရာဆိုလို့ရှိရင်ကျွန်တော်တို့အမြင့်ဆုံးပေးရရှင်ပေါင်တန်း30sorry euro တန်း30 35တန်းလောက်ဆိုလို့ရှိရင်ရနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်ဆိုတော့ကြံရှိနေတဲ့ဒီဘယ်လိုပြောမလဲ market မပိတ်မရှင်းဒီကစားမကိုကျွန်တော်တို့တကယ်ပဲရအောင်ခေါ်ယူသွားမလားဆိုတော့ကတော့စိတ်ဝင်စားပါနဲ့စောင့်ကြည့်မှာပဲဖြစ်ပါတယ်Okay ဆိုတော့ကျွန်တော်ညီကိုတွေဘယ်လိုမြင်ကြရလဲပေါ့နော်လက်ရှိတဲ့ကာဆာဒိုနဲ့ပတ်သက်ပြီးတော့မှ United အသင်းအနေနဲ့ခေါ်ယူတင်တယ်လို့ထင်ကြတာဒီဇာမားရဲ့ playing style အရာတော့အသင်းမှာအဆင်ပြေကောင်းပြေနိုင်တယ်လို့ထင်ကြတာဆိုလို့ရှိရင်ပြောင်းရွှေ့တဲ့အနေနဲ့ဆိုလို့ရှိရင်ရောဘယ်လောက်ထိဆိုလို့ရှိရင်တင့်တော်တယ်လို့ထင်ကြလဲ comment section မှာဝင်ရောက်ပြီးတော့မှမှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာဆိုတော့ကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook page ကို like and subscribe ပြုလို့ရသေးဘူးဆိုလဲပြုလုပ်ပြီးတော့တောင်းဆိုပါတယ်ကျွန်တော်နောက်ပြီးတော့မှပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ